ကျွန်တော်စီးပြနေတဲ့ဘိန်းလေးကိုလည်း40ကျော်50ဝန်းကျင်လေးနဲ့ရရှိသွားမှာပဲဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါခင်ဗျကျွန်တော်ကဒီတစ်ခါမှာတော့ iMa A5 Pro ဘိန်းလေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီဘိန်းလေးရဲ့ဘက်ထရီပိုင်းမှာဆိုလို့ရှိရင်တော့82ဗို့ဘက်ထရီ OG 6လုံးကိုအသုံးပြုပေးထားပြီးတော့မှမော်တာဝက်ပိုင်းမှာဆိုလို့ရှိရင်တော့1200မော်တာဝက် Ampere ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်22 Ampere ကိုအသုံးပြုပေးထားပါတယ်ခင်ဗျကျွန်တော်တို့အနေနဲ့ဒီဘိန်းလေးကိုအားပြည့်သွင်းပြီးတော့မှအသုံးပြုမယ်ဆိုလို့ရှိရင်တော့မိုင်90ဝန်းကျင်အထိသွားလို့ရမယ့်ဘိန်းလေးတွေလည်းဖြစ်ပါတယ်ခင်ဗျ။အနေနဲ့ဒီဘိန်းလေးရဲ့ဈေးနှုန်းပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့90ဝန်းကျင်လေးနဲ့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်ဒီဘိန်းလေးရဲ့တော့ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုရိုးရိုးကီးလေးနှစ်ချောင်းနဲ့ remove key လေးတွေကိုပါထည့်သွင်းပေးထားပါသေးတယ်ခင်ဗျ။ကျွန်တော်ဒီ remove key လေးမှာဆိုလို့ရှိရင်တော့ auto quick pay system လေးကိုထည့်သွင်းပေးထားပါသေးတယ်ခင်ဗျ။ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့တကိုးလမ်း pay system လေးကိုပါထည့်သွင်းပေးထားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တကိုးရဲ့နေရာကနေကာကွယ်ပေးတဲ့ဘိန်းလေးတွေလည်းဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်အခုပြထားတဲ့ iMa A5 Pro ဘိန်းလေးတွေကိုကြိုက်နေသက်လို့ဆက်သက်ပြင်းပြကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TikTok shop ကနေဆက်သက်ပြင်းပြလို့ရသလို Viber ဖုန်းနံပါတ်လေးပြကြတယ်3996923588 39999816နဲ့930တို့ကိုလည်းဆက်သက်ပြင်းပြလို့ရပါတယ်ခင်ဗျကျွန်တော်တို့အနေနဲ့မန္တလေးမြို့တွင်မှာယူမယ်ဆိုလို့ရှိရင်တော့အယောင်ခွေရှိစနစ်နဲ့ပို့ဆောင်ပေးပြီးတော့မှတခြားနယ်မြို့လေးတွေမှာယူသူများကိုလည်းငွေလဲဝင်လာတဲ့နီးစပ်အကားကရောအာမကစနစ်နဲ့ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ 38 Edison motorcycle showroom running to the buffet.